အားလုံးမင်္ဂလာပါမနေ့ညကတော့အမေရိကန်လေတပ်ရဲ့လက်ဆန်းပြမှုတစ်ခုကိုထပ်ပြီးကျွန်တော်တွေ့မြင်ခဲ့ရပါတယ်ဘယ်လိုဖြစ်လဲဆိုတော့အိန္ဒိယနိုင်ငံကဦးစီးကျင်းပတဲ့ရေကြောင်းဆိုင်ရာ exercise ကိုတွားလုပ်နေတဲ့အီရန်ကစစ်သည်မော်ဒစီရောက်ရှိလို့နေပါတယ်ပင်လယ်အော်မှာရောက်ရှိနေပါတယ်အဲပင်လယ်အော်မှာသူတို့အိန္ဒိယနိုင်ငံနဲ့အတူပေါ့နော်ဒီပေါ့နေပဲစစ်သည်မော်တွေနိုင်ငံတကာစစ်သည်မော်တွေအဲ့မှာ exercise လုပ်ကြတယ်ပေါ့နော်ပြည့်ကျက်ခတ်ကြတယ် exercise တွေလုပ်ကြတယ်လုပ်ပြီးအပြန်မှာပေါ့သူတို့သီလင်္ကာနိုင်ငံနဲ့အရောက်မှာအမေရိကန်စစ်သည်မော်နေလာပြီးတော့သူကိုတူပီတို့နဲ့ပြစ်ခွဲလိုက်တယ်တခါကိုတူပီတို့တစ်ချက်ထဲနဲ့သူမော်အစစ်မှုမှာဖြစ်ပြီးတော့လုံးဝကြမ်းမြင်ကိုတန်းရောက်သွားတယ်တူပီတို့အရန်ပြင်းတယ်ဆိုတော့ကျွန်တော်တို့ဒီအမေရိကန်နိုင်ငံဟိုနော်ကာကွယ်ရေးဝန်ကြီးကနေပြောလဲဆိုတော့ဒါဒုတိယကမ္ဘာစစ်အပြီးမှာပထမဆုံးချိန်ရန်သူစစ်သည်မော်ကိုကျွန်တော်တူပီတို့နဲ့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်တဲ့တရားပေါ့နော်ဒုတိယကမ္ဘာစစ်ပြီးမှပထမဆုံးချိန်မှာတဲ့အမေရိကန်သမ္မတကြီးပေါ့နော်ဒီလိုချင်းမျိုးကိုမရရအောင်ဖန်တီးနိုင်တယ်ဆိုတဲ့အကြောင်းသူပြောသွားတယ်ဆိုတော့ကျွန်တော်တို့ဒီအီရန်ရဲ့စစ်သည်မော်တွေတော့များဆက်တဲ့ဆင်းလောက်ရှိတဲ့ဟာတွေကလည်းအကုန်သူနိုင်ငံသားမှာပဲအကုန်ဖျက်ဆီးခံပြီးသွားပြီသူရဲ့စစ်သည်မော်ဌာနချုပ်ကိုလည်းပေါ့နော်ဆိုတော့ဒီရေတပ်ဌာနချုပ်ကိုလည်းသူတို့ဖျက်ဆီးခံပြီးရပြီခုနောက်ဆုံးအဝေးရောက်ပြီး exercise လုပ်လို့အဝေးရောက်နေတဲ့စစ်သည်မော်ကိုလည်းအိန္ဒိယသမုဒ္ဒရာထဲထိလိုက်ပြီးတော့ဒီနိုင်ငံနားထိရောက်ပြီးတော့ဖျက်ဆီးပြလိုက်ပြီဆိုတော့ဟိုနော်အီရန်အတွက်ကတော့တော်တော်ကိုစိတ်မကောင်းစရာတစ်ခုဖြစ်ပါတယ်ကျေးဇူးများတင်တယ် thank you Last night we sunk their prize ship the Soleimani looks like POTUS got him twice